ချစ်ကလေးတို့ရေဒီနေ့အိမ်မှာမြစ်ကိုချင်းချင်းဆက်ဆက်လေးနဲ့ပင်စိမ့်နဲ့မမွေးလေးနဲ့ချက်စားဖြစ်ပါတယ်အိမ်မှာကျမချက်တဲ့ပုံစံလေးကိုမျှဝေပေးချင်ပါတယ်ရှင်အရင်ဆုံးလိုအပ်တာကတော့မြစ်ပြုတ်လိုအပ်ပါတယ်မြစ်ပြုတ်ကိုကြတော့ဈေးထဲကနေပြုတ်ပြီးသားမြစ်ကိုဝယ်ခဲ့ပါတယ်ဒါပေမဲ့အိမ်မှာလည်းနောက်ထပ်2ခါလောက်ထပ်ပြုတ်ထားပေးလိုက်ပါတယ်သူ့ထဲကိုထည့်ဖို့အတွက်ချက်တွန်ပြူချက်တွန်နေငရုတ်တီးရဲ့စနွင်းရဲ့ပစွန်ချောက်ရဲ့ထည့်ပြီးတော့မှထောင်းထားပေးလိုက်ပါတယ်ဒါလေးဆိုလို့ရှိရင်ထောင်းထားတာလေးရပြီပေါ့နော်မကြီးမဲ့ထဲမှာမို့လို့မကြီးမဲ့ကိုလည်းရေးစင်ထားပေးလိုက်ပါတယ်ကိုတစ်ခုထဲကိုမြစ်ပြုတ်ရဲထောင်းထားတာလေးရဲထည့်ပါတယ်ငပိရဲစားရဲခမုံရဲပြီးတော့စီလေးနည်းနည်းထည့်ပြီးတော့မှလက်နဲ့အားရပါရလေးနေထားပေးလိုက်ပါတယ်သူ့ထဲကိုအရာတော်ဝင်သွားအောင်လို့ခဏလေးတော့နှက်ထားပေးလိုက်ပါတယ်ပြီးတော့မကြီးမဲ့ရေကိုဒီနေရာမှာတစ်ခါလေးထည့်လိုက်ပါတယ်ဒါမှအရာတာတရားလေးဖြစ်ပြီးတော့မှစားကောင်းမှာပဲဖြစ်ပါတယ်နောက်မှထည့်မယ်ဆိုလို့ရှိရင်စားလို့တိတ်မကောင်းဘူးเนาะဒါအဖုံးအုပ်ပြီးတော့မှရေထည့်ပြီးတော့မှတည်ထားပြလိုက်ပါတယ်။အိုးချခါနီငရုတ်တီးရဲ့ပင်စိမ်းရဲ့ရှမ်းနံနံရဲ့ထည့်ပြီးတော့မှမွေထားပြလိုက်ပါတယ်။ထမင်းနဲ့စားမယ်ဆိုလည်းအရင်